ငါမှတက်လို့ပြေးမှာပဲဖြစ်ပါတယ်။ဖိုင်နယ်ရတွေအနေနဲ့ဆိုရင်တော့တဲဘက်ပါမယ်တနက်ပါမယ်စီနောင်ဝဲအနေနဲ့ကျရင်တဲဘက်တစ်ခုလည်းပါမယ်အီဗွန်အကူမှပါမယ်ရှင်းလုံးစကွာစကန်ရဆိုတာပုံမှန်ပြေးနေရဆိုရင်တက်လို့ပြေးရအီဗွန်မှပဲပါမယ်ဒါပုံမှန်ပြေးနေကြတက်လို့မဖြစ်ပါဘူးကျွန်တော်တို့လိုက်ပြေးလိုက်အောင်တော့မထုကြဒီနေ့တောက်ကြနေဆိုတော့ပြုံးလေးရကောင်းမလေးတွေကြားကတ်ခံရတဲ့နေ့ဘာဖြစ်လဲလဲဆိုတော့ကျွန်တော်တို့ဘူလောင်းတွေတက်လုံပြေးတဲ့နေ့မို့လို့တက်လုံပြေးရင်ကျွန်တော်တို့နော်ထားပြေးနောက်အောင်တရားတိုင်းသုံးရင်ခွက်ပြေးတယ်ပြေးတဲ့အချိန်ကျရင်တက်လုံပြေးတာအကြောင်းဝင်းထဲကနေမကဘူးအကြောင်းပြေးမှာထွက်ပြေးရတာအစာပြေးနေဘက်တို့ကန်တော်ကြီးဘက်တို့အဲ့လိုမျိုးပြေးရတယ်ညောင်းနော်ထားဆိုရင်ကြက်တော်ဝေကနေထွက်ပြီးဆိုတာနဲ့အဲ့မှာဖစီယာအင်းနေကန်ကျွန်တော်တို့ဖစီယာအင်းနေကန်ပွဲမယ်ဗျကမလေးတွေ့တာဘယ်မှာထုဖစီယာပြောင်းဒါမျိုးကြတော့အတန်တားကြတာဟိုเจ้าဝင်းထဲမှာဟုတ်မဟုတ်နေဗျကမလေးအဲ့လိုမျိုးပီဒီတက်လုံပြရတဲ့ကြကြာဘလောက်ပဲထွက်နေတချို့ကောင်းနေသူအဲ့မှာကြားထိုးရင်ဖင်ကအီးရွာထွက်တယ်ပုတ်နေတယ်မိပါထွက်တယ်လူကမောရတယ်ကြာအဲ့အီးစော်နန်သေးတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါအဲ့ကမလေးအဲ့တွေ့တဲ့စကွက်တန်းရှေ့ရစကွက်ကကြားထိုးသွားရင်နောက်ကစကွက်ကလည်းကြာပဲအဲ့ဒါပြေးနေတယ်မြန်လျှောက်သူခဏလေးလျှောက်တဲ့အချိန်ညရင်လေလမ်းလျှောက်နေတယ်လေဘယ်ခြေတော့စောင့်ရကြားထိုးတာပဲဘယ်မှာထိုးကြာအဲ့လိုမျိုးနော်အဲ့ဒါအဲ့ကြားထိုးခံရတဲ့အဲ့ဥစ္စာဟိုရတဲ့ဆိုတဲ့မရွှေဦးကြားလိုက်ကခံရတယ်ဆိုတယ်ပြန်မှာစကွက်တိုင်းကြားထိုးနေတယ်သူတို့လည်းအဲ့ကမလေးတွေနားတော့တော်ကြီးပါငါတို့သိပါတယ်ဟာနင်တို့ကြားတွေမှသိပါတယ်ဟာသူပြန်မဖြေတော့တမျိုးပဲအဲ့တော့ပြီးရင်ကျွန်တော်ပြီးအဲ့မှာတက်လုံပြန်လာပြီဆိုရင်အဲ့လက်ထမော်ဒီပါကြီးချတယ်ဆိုရင်အဲ့မှာချပြန်တဲ့တန်းဖြုတ်ရင်ကျွန်တော်တို့ဖက်စီယာစကွက်ကိုအရင်ဖြုတ်တာရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘူလောင်းတွေအတွက် tradition တွေတစ်ခုရှိတယ်ဘာလဲဆိုတော့ကျတော့စကန်ရတွေမှာတာဖက်စီယာတွေမင်းတို့ကောင်ရေဘူးတဲ့ရေထက်တာဖိုင်နေရတွေတန်းဖြုတ်ရင်မင်းတို့ကောင်တွေသွားကျိုးအဲ့လိုမှာကြတော့ဖိုင်နေရတွေဖြုတ်တော့ကျတော့ဂါရီယာနဲ့ပေါ့နော်ကျွန်တော်တို့ဂါရီယာ2ယောက်ရှိတယ်အင်းဒီတူကလည်းနှစ်ယောက်သွားကျူဖိုင်နေရသွားကျူရောရေဘူးလေးတက်ဖိုင်နေရလည်းရေဘူးလေးလက်ကမ်းပြီးတော့တော့ပြန်နေပါပခုံးလေးဖက်ပြီးတရားပါတဲကျုပ်ပြီးလွယ်ပြီးသွားကြတာဖိုင်နေရတယ်သူကပြင်မနဲ့လေသူတို့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲ equipment လည်းပါတယ်တဲကျုပ်ပြီးလည်းတနက်လည်းပါတယ်သူကနှစ်ကြီးတော့ပို့လို့ရတာပေါ့ဒါပါအဲ့ဒါနဲ့အဆောင်ပြန်တော့ကျတော့ဖတိရရေမြန်ချိုးပြီးရင်တို့ထွင်သွားစားကြမယ်စကန်လေးရအောင်မင်းတို့ဂါရီယာနေမင်းတို့အောင်နေပါမြန်လို့ဝမ်းညနဲ့အဲ့အချိန်ကအဲ့တောက်ကြနေညနေဂါရီယာအုပ်စုလိုက်ဟင်းကြော်နဲ့ထမင်းစားရရလာလေကျွန်တော်တို့လိုအိမ်ဝေးနေရတဲ့ကျွန်တော်ဘူလောင်းတွေတော့ကတော့ဒါမိသားစုထမင်းဝိုင်းလို့ပြောလို့ရတယ်ဟုတ်လဲဆိုဂါရီယန်ဆိုတာလေညီကူလိုမိသားစုတစ်ဖွဲ့နေရတာဖိုင်နေရဆိုတာလေဖိုင်နေရဖက်စီရဆိုတာဟို DSC မှာပြောနေကြစကားရှိရတားဖလို့ပြောတာအသက်က2နှစ်ပဲကွာနော်ဒါပေမဲ့သူ့ရဲ့အချိန်ဝါရအတွေ့အကြုံရပြောဆိုရတဲ့ဥစ္စာဟိုတွေကအဲ့လိုမျိုးခံယူထားကြတာဖိုင်နေရလည်းဖက်စီရကိုကြည့်ရဲ့အကြည့်ရအဲ့လိုမျိုးဟိုလိုမျိုးမတူဘူးမတူဘူးလို့ပဲမှတ်လိုက်တော့ကျန်မပြောတော့နော်အဲ့တော့ပြောချင်တာကကြည်နေတဲ့မမတွေညီမလေးတွေဘူလောင်းလေးတွေကြားကြိုက်တာခံရင်တောက်ကြနေပြုံးနေကိုတက်ဘူလောင်းကြားကြိုက်တာခံရလိမ့်မယ်နော်ဟုတ်ပြီလား